CCTV မှတ်တမ်းထဲမှာတော့မွေးကင်းစကလင်းငယ်အားရရက်ဆက်ဆက်လာရောက်စွန့်ပစ်သွားတဲ့သူဟာသူ့ရဲ့မိခင်ကိုယ်တိုင်ပဲဖြစ်နေတယ်။အဲ့ဒီနောက်သူမကမိခင်ဖြစ်သူအားမင်းငါကိုမိသားစုဝင်တွေမရှိတဲ့နေရာမှာမွေးပြီးစွန့်ပစ်ခဲ့တယ်။အဲ့နောက်မိသားစုဝင်တွေကိုလူကုန်ကူးသမားတွေခိုးသွားပြီဆိုပြီးလိန်ခဲ့တယ်။မိဘမဲ့ဂေဟာပြန်ခေါ်ပြီးနောက်ငါ့ကိုတပင်တက်ဒုက္ခပေးခဲ့တယ်။ပတ်စံမခိုးပဲခိုးတယ်လို့ဆွဆွဲတာစဉ္ညာကိုမတွန်းချပဲတွန်းချတယ်လို့ဆွဆွဲတာအကုန်လုံးကနင်းတီးခဲ့တယ်ဒါပေမဲ့နင်းကတီးရက်နဲ့ကိုငါ့ကိုနှိပ်စက်ခဲ့တယ်နင်းကြောက်တာမဟုတ်ငါ့ဘွားဒီလောက်ထိပြင်ပန်းခဲ့မှာမဟုတ်ဘူးအဲ့ဒီချိန်မိခင်ဖြစ်သူကငါအမွေးထားတာငါ့ကိုငါကျွင်းမယ်ပြင်းပြင်းမယ်ငါကအမိပဲငါ့ကိုငါလောက်ပိုင်ခွင့်ရှိတယ်လို့ပြောတဲ့အချိန်မှာဖခင်ဖြစ်သူကမင်းမို့လို့ကိုတမီအရင်ကိုဒါမျိုးလောက်ရက်တယ်လို့ပြန်ပြောလိုက်တယ်အဲ့ဒီစကားကိုကြားတော့မိခင်ဖြစ်သူကဟာမင်းမို့လို့ပြောရက်တယ်နော်ကျောင်းရွက်ကိုဝင်ရထားတော့မင်းကတခြားခွေးမနဲ့ဖောက်ပြန်နေတာလေငါမှာတော့ဘိုက်ကြီးတစ်လုံးနဲ့အဖေဆုံးတာမကြသေးဘူးနေ့တိုင်းဝမ်းနေနေပါဆိုမင်းကတခြားမြေခွေးမနဲ့နေ့တိုင်းပျော်ပါနေပြီမှအခုကြောက်မှပဲအရန်တဘောထားကြီးလို့လာမလုပ်ပြနေတယ်ဟာမုန်းနဲ့နင့်ကိုအရန်မုန်းနဲ့နင့်ကိုမုန်းယုံနေမကောင်းမင်းတို့မိသားစုတစုလုံးမှာငါမုန်းနဲ့ဒါကြောင့်နင့်တမီအရင်ကိုဖြစ်ပြီးနင့်တမီအရင်နင့်ကိုအယိုးတဲ့အထိမုန်းငါတမင်တက်လှုပ်ခဲ့တာနင့်အခုဘလို့ခံစားရလဲဟာအဲ့ဒီလိုပြောနေတော့ဥက္ခရာဖြစ်သူကအတန်တွင်းယူထားပါတယ်အဲ့နောက်ကလေးသူငယ်စွန့်ပစ်မှုနဲ့သူမအားဖမ်းဆီးသွားပါတော့တယ်သူမဟာဖခင်ဖြစ်သူထံမှတရေဝင်မိသားစုခွဲထွက်လက်မှတ်ကိုရယူကာပြန်လာခဲ့ပါတော့တယ်ဖခင်ဖြစ်သူမှာအရာရာအားလုံးဆုံးရှုံးသွားတဲ့အတွက်ကြောင့်ဝမ်းနဲ့ပလက်ငိုကြွေးရင်းကြံခဲ့ပါတယ်ထိုအချိန်အမကြီးဖြစ်သူကမွေးစားညီမဖြစ်သူအားအမကြီးကိုမလိန်နဲ့နင်းအခုနကျန်းရွယ်ကိုဘာလုပ်ခဲ့လဲလို့မေးလိုက်တဲ့ခါမှာတော့မွေးစားညီမဖြစ်သူကငါလည်းမင်းတို့ညီမပဲလေအကိုကြီးတို့နှစ်ယောက်မယုံတာတည်းမကတော့အမကြီးကမယုံတော့ဘူးလားဟုငိုယိုဟန်ဆောင်ကပြောဆိုခဲ့တယ်အဲ့ချိန်ကိုကြီးဖြစ်သူကဒုတိယအထက် CCTV ပြတ်နေတာပြင်ထားပြီးကြောင်းပြန်လဲပြောဆိုတဲ့အခါကျမှသူမဟာရှက်ရွတ်ပြီးတောင်းပန်ခဲ့တယ်ဖခင်ဖြစ်သူကသူအကောင်းမှုဆုံးပြုစုစောင့်ရှောက်ထားတော့တမီးကဤကဲ့သို့ပြုလုပ်တီကိုတည်တော့အခါအလွန်ဒေါသထွက်ပြီးဝမ်းနည်းခဲ့တယ်ဒီလိုနဲ့ဖခင်ကတခြားမောင်နှမတွေကိုကျန်းရွက်ကိုတွားရောက်တောင်းပန်စေခဲ့တယ်မွေးစားတမီးဖြစ်သူဟာမကျေနပ်ချက်တည်းရဲ့ကုလုပ်ငန်းစုရဲ့ project အသစ်စာရွက်စာတမ်းတွေကိုပတ်စံ360ပေးပြီးတွားရောက်ခိုးခိုင်းခဲ့တယ်ဒီစာရွက်စာတမ်းတွေကကင်ဆာဆဲအတွက်အကုန်ကျနေပြီးထိရောက်မှုအရှိဆုံးဆေးကိုဖော်ဆက်ထားတဲ့စာရွက်စာတမ်းတွေပဲဖြစ်ပါတယ်။အဲ့ဒီနောက်သူမဟာ project အတွက်စာရွက်စာတမ်းတွေရရှိခဲ့ပါတယ်။မိခင်ဖြစ်သူကအမကြီးရဲ့အာမခံမှုနဲ့ထောင်ကနေလွတ်မြောက်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့သူ့စိတ်ထဲမှာတော့သူမကိုမုန်းတီးတဲ့စိတ်တွေနဲ့တာပြည့်နှက်နေပါတယ်။တာသမီများကစိတ်လျှော့ဖို့ဖျောက်ဖျပေမဲ့တာသမီများအားလုံးကိုအပြစ်ပုံချကရာထူးမှထုတ်ပယ်လိုက်ပါတယ်။အဲ့ဒီနောက်တာသမီများအားလုံးကိုမောင်းထုတ်ကစိတ်ပြက်လက်ပြက်နဲ့လေကားပေါ်ကဆင်းလာချိန်မွေးစားသမီးနဲ့စုံတွေးခဲ့ပါတယ်။ထိုအခါမိခင်ဖြစ်သူကစဉ္ညာမင်းလက်မှာဘာကင်ထားတာလဲလို့မေးလိုက်ပါတယ်။အဲ့အချိန်မွေးစားသမီးဖြစ်သူကကျမကုလုပ်ငန်းစုရဲ့ project အသစ်စာရွက်စာတမ်းအားလုံးလူတယောက်ခိုးခိုင်းမိခဲ့တယ်လို့ပြောလိုက်တဲ့အချိန်မှာတော့သူမဟာစာရွက်စာတမ်းကိုကြည့်ပြီးအလွန်ဝမ်းတာကြည်နူးခဲ့ပါတယ်။အဲ့ဒီနောက်လိမ်မာလိုက်တဲ့ကလေးဟုဆိုကကုမ္ပဏီတစ်ခုလုံးမွေးစားသမီးကိုရာထူးလွှဲအပ်ခဲ့ပါတယ်။ဒီလိုနဲ့သူတို့ဟာ project အကြောင်းကြေညာပြီးသတင်းစာရှင်းလင်းပွဲများပြုလုပ်ကာshare ရှင်များစွာခေါ်ယူခဲ့ပါတယ်။သူတို့ကြေညာတဲ့အစာအိမ်ကင်ဆာ project အကြောင်းကြားပြီးနောက်မောင်နှမ3ယောက်ဟာဒီ project ဟာကျန်းစစ်ရေးထားတဲ့ project မှန်ချက်ချင်းသိရှိခဲ့ပါတယ်။ဒီလို project ခိုးတဲ့အမှုဟာကုမ္ပဏီပိတ်သိမ်းခံရနိုင်ပြီးထောင်ဒဏ်တစ်သက်ကျွန်းကျနိုင်တဲ့အတွက်ကြောင့်မိခင်ဖြစ်သူအားအလွန်အမင်းစိတ်ပူနေခဲ့ပါတယ်။မိခင်ဖြစ်သူဟာမွေးစားသမီးနဲ့အတူရှယ်ယာရှင်များနဲ့ project အကြောင်းဆွေးနွေးနေချိန်ဖခင်ဖြစ်သူရောက်ရှိလာပါတယ်။ဒါပေမဲ့မိခင်ဖြစ်သူဟာဘုတ်အဖွဲ့များနဲ့ပေါင်းကဖခင်ဖြစ်သူကိုယာထူးမှရက်ဆိုင်လိုက်ပါတယ်။ဒီလိုနဲ့ဖခင်ဖြစ်သူဟာဒေါသများထွက်ကနှလုံးရောဂါဖောက်ပြီးမူလဲသွားပါတော့တယ်။ဆေးရုံရောက်တဲ့အခါမှာတော့ဖခင်ဖြစ်သူကနင်းတို့အမေယူသွားပြီဒီတိုင်းမဲ့ဆက်သွားရင်ငါတို့ကုမ္ပဏီလည်းဒေဝါလီခံရမယ်သူလည်းထောင်ချပြီးမင်းတို့မောင်နှမတွေလည်းလမ်းဘေးရောက်ကုန်တော့မှာပဲမြန်မြန်သွားပြီးမှចောင်းရွယ်ကိုသွားတောင်းမှန်ချ
စညံနဲ့နင်တို့အမေကိုလည်းကုလုံးငန်းစုတွားတောင်းမှခိုင်းလိုက်အိမ်မကြခင်ဖလဲပွဲလုံးမှာအဲပွဲမှာတွားမှအပြည့်ဝန်ခံကြဆိုပြီးသူ့ဖအေဖြစ်သူကပြောကြားခဲ့တယ်ဒီလိုနဲ့ဖလဲပွဲနေ့ကိုရောက်ရှိလာခဲ့တယ်ပွဲလာတဲ့ရှေးရရှင်များစွာကလည်းမွေးစားသမီးကိုတော်ကြောင်းချီးကျူးခဲ့ကြတယ်ဒီလိုရဲ့သူမနဲ့ကုလုံးငန်းစုရဲ့ CEO ဖြစ်သူကလည်းပွဲတို့တက်ရောက်ခဲ့ကြတယ်မိခင်ဖြစ်သူကမွေးစားသမီးဘလောက်တော်လဲဆိုတာကိုကြွားလုံးထုတ်ပြီးဥက္ကဋ္ဌဟာသူ့မွေးစားသမီးရဲ့လက်ထပ်တဲ့ညောင်းကိုပြောကြားခဲ့တယ်။အဲ့ဒီနောက်သူမဟာစင်မြင့်ပေါ်တို့တက်ကကင်ဆာယောဂတဲ့ဒီအတွက်ဈေးနှုန်းနဲ့တက်တာပြီးထိရောက်မှုရှိဆုံးဈေးကိုသူတည်ထွင်ပြီးကြောင်းနဲ့ကျန်းလုံငန်းစုရဲ့ရှယ်ယာရောင်းအားလည်း30%ထိတက်လာကြောင်းကိုဂုဏ်ယူဝင့်ကြွားစွာပြောကြားခဲ့တယ်။အဲ့ဒီချိန်အကိုကြီးဖြစ်သူကစညံမဲအောင်မြင်တာတော့ဝမ်းတာပါတယ်ဒါပေမဲ့အခုလိုမတမာနီးလန်းနဲ့တော့မလုံသင့်ဘူးလို့ပြောတဲ့အခါမှာတော့အကိုကြီးပဲတင်ပေးခဲ့ရလေညီမအတော်ဆုံးဆိုကျန်းရွက်ကဘာမှအတုံးမလို့အကိုကြီးပဲပြောခဲ့တာလေလို့ပြောတယ်အဲ့ဒီချိန်မိခင်ဖြစ်သူကမင်းပါဇက်ရှောက်မတရက်နဲ့စီးပွားရေးဆိုတာနိုင်ရှုံးတာပဲရှိတယ်လို့ပြောတယ်အဲ့ဒီချိန်အကိုငယ်ဖြစ်သူကအမေတို့ယူနေပြီလားဒါကျန်းစစ်ရဲ့ project ကိုအမေတို့ခိုးခဲ့ရလေလို့ပြောတဲ့အချိန်မှာတော့မိခင်ဖြစ်သူကမင်းတို့ကောင်တွေပါဇက်ပိတ်ထားခိုးရဲဆိုတက်တည်ရှိပြလီလို့ပြောတယ်။နောက်ပြီးမွေးစားသမီးကလည်းတက်တည်မရှိဘဲနဲ့ရှောက်စွတ်စဲမင်းတို့ကောင်တွေအပြေဖြတ်မှုနဲ့တရားစွဲပစ်မယ်လို့ပြန်ပြောခဲ့တယ်။အဲ့ချိန်သူမကတက်တည်သူတို့စီမှာမရှိလဲငါစီမှာရှိတယ်ဆိုပြီး project ခိုးပေးခဲ့တဲ့လူကိုဖမ်းခေါ်ခဲ့တယ်။အဲ့ဒီနောက်သူတို့နှစ်ယောက်ပစ္စည်းခိုးဖို့တိုင်ပြင်ထားတဲ့ CCTV မှတ်တမ်းအားလုံးကိုလည်းချပြခဲ့တယ်။ဒီလိုနဲ့မွေးစားသမီးနဲ့မိခင်ဖြစ်သူကိုရဲများလာရောက်ဖမ်းဆီးသွားခဲ့တယ်။အဲ့ဒီချိန်အမကြီးဖြစ်သူဟာအရာအားလုံးဆုံးရှုံးသွားပြီးကုမ္ပဏီလည်းဒီဝါလီခံလိုက်ရပြီးအဖေလည်းဆေးရုံမှာအမေလည်းထောင်ကျသွားပြီဟူ၍ပြောဆိုခဲ့တယ်။ဒီလိုနဲ့ဥက္ကဋ္ဌဖြစ်သူနဲ့သူမဟာတိတ်မကြခင်လက်ထပ်ဖို့ဆွေးနွေးတိုင်ပင်ခဲ့ကြတယ်။အမကြီးနဲ့အကိုနှစ်ယောက်ရောက်လာပြီးသူမအားနောက်ဆုံးအချိန်တောင်းပန်စကားပြောဆိုကနှုတ်ဆက်ခဲ့ကြတယ်။ဒီလိုနဲ့အချိန်တွေကုန်လွန်လာခဲ့တယ်။အမကြီးဖြစ်သူဟာမိခင်ဖြစ်သူအားတွားရောက်တွေ့ဆုံခဲ့တယ်။အဲ့ဒီနောက်အမကြီးဖြစ်သူကအမေအဆင်ပြေရလားသမီးတိတယ်အမေအဖေကိုမုန်းနေတယ်ဆိုတာအဖေတော့ဒီမနက်မှပဲဆုံးသွားပြီ။သူမတေးခင်အမေရဲ့နာမည်ကိုသူ့ပါဇက်ကနေတဖွာဖွာရွတ်သွားခဲ့တယ်။သူဒီဘွားမှာအာအနာရဆုံးသူကအမေပါပဲတဲ့။နောက်တစ်ယောက်ကကျန်းရွယ်နောက်ဆုံးနေရတောင်းမှမှာပြောပေးပါဆိုပြီးမာသွားခဲ့တယ်နောက်ထပ်ဒီစာအုပ်ကညီမလေးရဲ့ဒိုင်ယာကြီးစာအုပ်ဟုတ်တယ်ဆိုပြီးမိခင်ဖြစ်သူကိုစာအုပ်ပေးကပြန်သွားခဲ့တယ်မိခင်ဖြစ်သူကဒိုင်ယာကြီးစာအုပ်ကိုဖွင့်ဖတ်လိုက်တဲ့အခါမှာတော့ဒီနေ့ကျမအမေကိုတွေးခဲ့တယ်သူကအရန်လာတယ်ကျမထင်ထားတာထက်တောင်အစတရာမကောက်ဘူးလာတယ်အမေကကျမဘွားမှာအနုညံ့ဆုံးအမေပဲတစ်ချိန်ကအမေဘိုက်ထဲမှာဆယ်လားတိကျမရဲ့တွေးသားဆက်နွယ်မှုကဝေးဖွားပြီးနောက်တောင်မှမပြတ်သွားဘူးမတိစိတ်ထဲကရှိနေတယ်ဒါကြောင့်အမေနဲ့မိုင်းထောင်ချီကွာဝေးတဲ့အဝေးမှာမိဘမဲ့တယောက်လိုနေရရင်တောင်မှအမေနဲ့ပြန်တွေးခဲ့တော့နှွေးထွေးမှုအပြည့်ရရှိခဲ့တယ်အမေရဲ့ဘေးမှာပဲအချိန်တိုင်းနေချင်တယ်အမေရဲ့နားမှာပဲစက္ကန့်တိုင်းနေချင်တယ်သမီးကိုချိန်လုံးရရင်လည်းသမီးခံနိုင်ရရှိတယ်အမေသမီးကိုပါရရင်လည်းသမီးခံနိုင်ရရှိတယ်။ဒါပေမဲ့သမီးကိုညီမလေးလို့တော့နည်းနည်းလေးချစ်ပေးလို့မရဘူးလားအမေရေ။အများကြီးချစ်ပေးဖို့မလိုပါဘူး။အမေရဲ့အချစ်ဆုံးမဖြစ်ရင်လည်းရတယ်။ဒါပေမဲ့သမီးကိုနည်းနည်းလေးလောက်တော့ချစ်ပေးစေချင်တယ်အမေရေ။ဒီလိုနဲ့ရေဒီယိုမှာရုတ်တရက် CEO နဲ့သူမရဲ့သမီးလက်ထပ်ကြောင်းကိုကြီးညာလာခဲ့တယ်။အဲ့ဒီချိန်မှာသူမကရင်ထဲကစစ်မှန်သောနောင်တနဲ့ငိုကြွေးကကြာရဲ့တောင်းမှမှာသမီးရဲ့အမေမားသွားခဲ့ပြီဒီလိုနဲ့ငိုကြွေးရင်ဇက်ကားလေးပြီးဆုံးသွားပါတယ်နောက်ထပ်အစ်စ်လာမဲ့တရုတ်ဆက်လန်းကောင်းလေးတွေကိုလူရင်းတူရှင်းတဲ့ခန်းစားချက်အပြည့်ရတင်ဆက်ပြီးသွားမှာမို့ကိုမဟိုင်းခဲ့ပြီးကျွန်တော်ရဲ့အကောက်ကို follow လေးလုပ်သွားပေးကြပါကျွန်တော်ရဲ့ YouTube channel ကိုလည်း subscribe လုပ်ပြီးဇက်လန်းကောင်းလေးတွေမလွတ်သွားရအောင်ဘေးနားလေးကခေါင်းလောင်းလေးတွေကိုလည်းတစ်ချက်လောက်နှိပ်ပေးဖို့မေတ္တာရက်ခံချင်ပါတယ်အားလုံးကိုကျေးဇူးများ